Hello မင်္ဂလာပါရှင်ကော်မရှင်ကနေဝင်ဖို့ဗန်နေရဲဆောင်းရမလဲမမရတယ်ဟုတ်ကဲ့ပါရှင်ကော်မရှင်ကနေမစ္စနိုရဲ့ဝင်ငွေဆွဲညာကိုရောက်လာဖို့အတွက်မစ္စနိုကဖြစ်စီရောက်ပြီးလို့ကိုမှန်ရင်ကိုစီကိုပေါ့နော်ဖြစ်စီရောက်ပြီးကိုရဲ့ဖောက်တယ်မှန်ရင်ကိုရဲ့ဖောက်တယ်စီကိုဖြစ်စီရောက်ပြီးလို့တချို့ဆိုင်တွေက3ရက်နဲ့ကော်မရှင်ကရှင်းပေးတယ်တချို့ဆိုင်တွေက9ရက်နဲ့ကော်မရှင်ကရှင်းပေးတချို့ဆိုင်တွေ10ရက်ကျော်လောက်ကြာပါတယ်ရှင်โอเคนะအဲ့တော့meselaချက်ချင်းကိုချင်တော်နဲ့ကနေပြီးတော့ဈေးဝယ်သုံးတဲ့သူရှိသွားပြီဆိုရင်တော့ခံမှန်းကော်မရှင်ဆိုတဲ့နေရာမှာတန်းပေါ်ပါတယ်ဒါပေမဲ့ဒီနေရာမှာက1ရက်ဆိုတဲ့နေရာရဲ့9ရက်ဆိုတဲ့နေရာတွေကတတ်မှတ်ရက်ထက်ကျော်သွားရင်ပျောက်သွားတယ်ရှင်ဒါပေမဲ့ကော်မရှင်ကတွေလုံးလုံးပျောက်သွားတာမဟုတ်ပါဘူးရှင်โอเคนะဒီကော်မရှင်ကတွေကအချိန်တန်တဲ့ခါကျရင်9ရက်ဒီဝင်ငွေဆိုတဲ့နေရာကိုရောက်လာပါလိမ့်မယ်ရှင်အဲ့တော့ဆိုင်ကန်းတွေကတဆိုင်နဲ့တဆိုင်ကကော်မရှင်ကရှင်းပေးတဲ့အချိန်တွေမတူညီကြပါဘူးဒါကြောင့်မလို့မေစင်တို့ကစောင့်ရပါမယ်ရှင်အဲ့တော့ဘယ်လောက်စောင့်ရမလဲဆိုတော့တီးတိုင်ပြီးဆိုပြောထားလို့မရဘူးတချို့ဆိုင်3ရက်တချို့ဆိုင်9ရက်တချို့ဆိုင်10ရက်တချို့ဆိုင်ဆို10ရက်တောင်ကြော်ပါတယ်ရှင်ဒါပေမဲ့စိတ်မပူနဲ့ကိုယ့်ချင်းတွေကဝယ်ထားတာသေကြတယ်ဆိုရင်အချိန်တန်ရင်ဝင်ငွေဆိုတဲ့နေရာကိုကော်မရှင်ကလေရောက်လာမှာပဲရှင်โอเคနော်ဟုတ်ကဲ့ပါအဆင်ပြေကြပါစေရှင်အသိချင်တဲ့အကြောင်းလေးရှင်ခေါင်းအောင်လေးမှတ်သွားပြကြနော်အဆင်ပြေမယ်ဆိုလဲတရားတစ်ချက်စီမျိုးဆိုရှယ်ကူပေးကြပါရှင် Chapter Shop ကိုခြေကငါစပြီးစနစ်ကျတင်လေးလာခြင်းနဲ့ကြားလက်တွေမြတ်ထွက်ချက်နဲ့ဝင်ငွေရှာလို့ရအထိကိုကျွမ်းကျွမ်းကျင်တက်ချင်တယ်ဆိုတဲ့သူလေးအတွက်အခြေခံငါစပြီးဝင်ငွေရှာလို့ရအထိသင်ထားပြီးတဲ့ Video Class တွေ VIP Class တွေမြင်ဖွင့်ထားပေးပါတယ်ရှင်မြင် Video Class တွေမှာဆိုရင်သင်တန်းထဲမှာမြင် Video လေးဓာတ်ပေါက်ချင်စီလောက်ပြီးသင်ထားပေးပါတယ်ဒါလေးတွေကိုကအားရင်အားတဲ့အချိန်မှာလေ့လာမယ်သင်ယူမယ်စူးစမ်းမယ်လိုအပ်တာရှင်မျိုးဆိုမေးလာရမယ်ရှင်နော်တင်တဲ့ episode နဲ့မြင်ကချစ်တော့အကောင့်တွေဖွင့်ပြီးတယ်လိုအပ်တာလုပ်ပြီးတယ်အဲ့ဒီ video class တွေကိုမြင်တစ်ခါရဲထည့်ပြီးပါတယ်ရှင်ရောက်သွားပြီဆိုကိုအားရင်အားဆိုလေးလာတင်ပြီးတော့စူးစမ်းလို့ရတယ် video class လေးဖြစ်ပါတယ်နော် Thai Malaysia Singapore နဲ့သူတွေTikTok shop ချင်းလေးပေါ်တဲ့လူတိုင်းဘသူမဆိုပြတဲ့တန်းမှာလာပြီးတက်လို့ရပါတယ်ရှင့်။ဟုတ်ကဲ့နော်လေ့လာမယ်သိယူမယ်လက်တွေ့စူးစမ်းမယ်ရှင့်။ဟုတ်ကဲ့ပါအခုဒီတန်းလေးကိုနော်ကိုကတက်ချင်တယ်ဆိုရင်အခုချိန်မှာအပ်မယ်ဆိုရင်တန်းကြီးမြန်မာငွေ4000ကျပ်ပဲဖြစ်ပါတယ်ရှင့်။တော့တန်းကြီး4000ကျပ်နဲ့ TikTok shop ကိုအခြေခံငါစပြီးဝင်ရှာလို့ရအထိတက်ချင်တယ်ဆိုတော့သူမင်းရဲ့ TikTok Messenger Facebook Messenger line စိတ်တွေမှာတင်တန်းလာလို့ရပါပြီရှင့်။ဟုတ်ကဲ့လားအဲ့တော့မင်းတို့တင်တန်းမှာတွေ့ကြမယ်အဆင်ပြေကြပါစေရှင့်။